အရင်ချစ်စရာကောင်းတဲ့ပုံစံလေးတွေကြီးပဲအသေးရောက်ထားပြန်ပြီပေါ့နော်ထုံးစံတိုင်းပဲ July collection ကထုတ်တာပါရှင်ရန်ကိုချစ်စရာကောင်းတော့ပါဒီမှာတရုတ်မချုပ်ပုံလေးကိုမှသူကစက်ကလေးနဲ့ play ရှန်1ဆက်လေးစက်ကလေးပါစက်ကလေးနောက်ကွဲလေးကလည်းအရန်ကိုချစ်စရာကောင်းတယ်နော်ပုံစံလေးကချုပ်ပေးထားတာဟူရားစရာလေးကိုအရန်ကိုနော်ဖျားတော့ကြောင်းတက်ဝလို့ရတယ်အရန်မြင်ရိုင်းကြီးလည်းမဟုတ်ဘူးစကကွဲလေးကလည်းပေါ့နော်အရန်ကိုချစ်စရာကောင်းတယ်1ဆက်ကလေးပါရှင်ရောင်လိုက်3ရောင်ပဲထွက်တယ်နော်ဒီမှာပုံလေးလည်းထည့်ပေးထားမယ်နော်အဲ့တပုံရောက်တယ်နောက်ထပ်ကကျတော့တရုတ်ချုပ်ပုံသစ်ပေါ့နော်တရုတ်ချုပ်ပုံသစ်ကိုဝါချီသားလေးနဲ့ရောက်ပါတယ်ရှင်နော်ဝါချီသားမှာပရီမီယံဝါချီသားလုံးဝအကောင်းလိုက်ပါရှင်အကောင်းလိုက်မှာဒီမှာဒါဆိုလို့ရှိရင်သူကဒီလိုပုံစံလေးနဲ့နော်ဒီလိုပုံစံလေးနဲ့အချွန်းလေးပုံစံလေးလုပ်ပေးထားပြီးတော့မှနောက်ဘက်မှာဆိုလို့ရှိရင်လည်းသူကခါးချိုးချီလေးပါပါတယ်ခါးချိုးချီထည့်ပေးပါနဲ့အချက်ကြိုက်တဲ့မမရင်မလေးအတွက်ခါးချိုးချီလေးနဲ့နော်ဝါချီပေါ့နော်လုံးဝဝါချီကိုမှတရုတ်ချုပ်ပုံလှလှလေးအစင်လေးဆိုလို့ရှိရင်လည်းရမ်းချစ်စရာကောင်းတဲ့အပွင့်လေးဆိုလုံးဝကိုကြော့ရနာနီးကပ်ပြမယ်နော်အရန်ချစ်စရာကောင်းတော့လေးနော်နှစ်ပုံနောက်ထပ်ကကြတော့ဒါဖွေးချီနူပေါ့နော်ဖွေးချီနူကိုမှချစ်စရာကောင်းတဲ့ပုံစံလေးပါပဲရှင်ဒါလေးဆိုလို့ရှိရင်မကြည့် line လေးတွေဒီလို line လေးတွေနဲ့ဒီမှာဘေးလေးဆိုလို့ရှိရင်လည်းဒီမှာလက်ကျွတ်နေရလေးနဲ့ဂျိုင်းတော့ပုံတော့လုံးဝချစ်စရာကောင်းတဲ့ဖွေးချီနူလေးပါရှင်နော်ဖွေးချီနူလေးလည်းသိရောက်ထားတယ်နောက်ထပ်ကကြတော့ဒါလေးကကြတော့ဒါလေးလည်းဝါချီတာ sorry ဒါလေးက BKK ချီတာအကောင်းလိုင်းလေးပါရှင်เนาะ BKK ချီတာအသားရမ်းကိုအစ်ဆက်ပြီးတော့မှရမ်းကိုကောင်းပါတယ်ရှင်အစင်လေးလည်းရမ်းကိုလာပါတယ်ချုပ်ပုံလေးကတော့ဒါပုံအသစ်လေးပေါ့เนาะလက်စကလေးနဲ့ဒီမှာเนาะဒီလိုလေးလက်စကလေးဒီလိုလက်တုံလေးနဲ့ဒီလိုလေးလက်လေးဆိုလို့ရှိရင်လည်းရှင်းရှင်းလေးပေါ့เนาะလေဘင်းလေးဆိုရင်လည်းရှင်းရှင်းလေးနဲ့လက်စကလေးရမ်းလာတဲ့ပုံစံလေးပါရှင်အဝါလေးပေါ့เนาะအစင်လေးလည်းရမ်းကိုလာတယ်အရောင်လိုင်းဆိုရင်လည်း6အောင်ထွက်ထားရရှင်အသစ်တွေရောက်ထားပါတယ်ရှင်သုံးစုံယူရနဲ့လက်ကားဆေးရပါတယ်ရှင်